အာလူမာလာစားပြပြောတာခဏခဏရှိပြီโอเคဝေါအာလူမာလာပါခင်ဗျစပိုင်စီလေးနဲ့စားရင်ကောင်းမယ်ထင်တယ်စပိုင်စီပါခင်ဗျအော်တောက်ဆရာပါရင်ပိုကောင်းမယ်ထင်တယ်တီးစုံ organic တီးဖြော်ကြီးပါခင်ဗျအာလူမာလာနဲ့စပိုင်စီလေးစားကြပါဦးခင်ဗျကဲအကုန်ကျုံးမယ်ဗျာစပိုင်စီလေးစားကြပါဦးခင်ဗျအာလူမာလာလေးစားကြပါဦးခင်ဗျရှယ်ပဲမိုက်တယ်organic တီးဖြော်ကြီးလေးတောက်ကြပါဦးရှယ်ပဲကောင်းပြီအာလူမာလာကောင်းရတော့ဗျာစားလိုက်တာဗျာဆက်လက်ဘိုက်လည်းတင်းနေဒါပေမဲ့အကုန်ကျုံးမယ်ဗျာအာလူမာလာနည်းနည်းကြံသေးပြီမဲ့ဘိုက်အတော်တင်းနေပြီဘို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာဒီထပ်စားပြစီချင်တယ်လဲဆိုတာကို comment လေးထဲမှာရေးသွားပေးကြပါဦးနော်